ပြန်သုံးပြီးဒီချက်လေးတွေကိုမသိသေးဘူးဆိုရင်တော့အရန်ကိုခင်နောက်ကြနေပြီနော်ပထမဆုံးတစ်ချက်ကတော့ Telegram မှာ wallpaper ထားနေပြပါပြောင်းမယ်ဆိုရင်တော့ကိုပြောင်းမယ့်အကောင့်လေးကိုဝင်ပေးထားရပါမယ်ပြီးရင်တော့ဒီမှာရှိရဲ့အဆက်30ကိုနှိပ်မယ် chain wallpaper ဆိုတာလေးကိုနှိပ်ပြီးတော့ဒီမှာတင်းလေးကိုကြိုက်ရပြောင်းလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ပုံပြောင်းမယ်ဆိုရင်တော့အောက်က try color တွေကိုဝင်ပေးရပါမယ်ရှင်ပုံနဲ့ပုံလေးတစ်ပုံရွေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့နောက်ခံ wallpaper လေးကပြောင်းသွားရတဲ့ဖြစ်ပါရဲ့ရှင်ဒုတိယချက်ကတော့ပုံနဲ့ဗီဒီယိုတွေပို့တဲ့အခါမှာပုံမှန်ထက်ရုပ်တက်ပို့ကြည့်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေကိုပုံနဲ့ဗီဒီယိုတွေပို့တဲ့အခါမှာပုံမှန်ထက်ပို့ပြီးတော့ကြည့်ခြင်းနဲ့ဆိုရင်ဒီမှာပုံတစ်ပုံရွေးလိုက်မယ်ပေါ့နော်ပြီးရင်ဒီတောက်မှာရှိရဲ့ asset 30ကိုနှိပ်မယ်ဒီမှာရှိရဲ့ send file ဆိုရအလေးနဲ့ပို့ပြီးမယ်ဆိုရင်တော့ပုံမှန်ထက်ပုံလေးကပို့ပြီးတော့ကြည့်နေမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့တငယ်ချင်းတွေကပို့ထားတဲ့ပုံတွေဗီဒီယိုတွေကိုပြန်ရှာမရအောင်ဆိုရင် Telegram setting နဲ့ဝင်ပေးရပါမယ်ပြီးရင်တော့ဒီမှာရှိရဲ့ data and storage တွေကိုသွားမယ်ပြီးရင်တော့ဒီပေါ်ဆုံးမှာရှိတဲ့ storage use တွေကိုဝင်ပြီးတော့အောက်ကိုနည်းနည်းဆွဲပေးမယ်ပေါ့နော်ဒီမှာဆိုရင်ဒါကိုတငယ်ချင်းတွေပေါ့မီဒီယာဆိုတဲ့ဟာလေးကိုရွေးလိုက်မယ်ဆိုရင်တော့ကိုပို့ထားတဲ့ပုံတွေဗီဒီယိုတွေကိုပြန်ရှာလို့ရမှာပဲဖြစ်ပါတယ်အခုပြရပေးသွားတဲ့နည်းလမ်းလေးတွေကိုဘယ်သူတွေသိထားပြီလဲဆိုတာ comment လေးမှာမှတ်ခဲ့ပေးအောင်နော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် တက်ပလက်ဝယ်ပြီ 3ပေါင်းနဲ့မှမကွဲ free ရလိုက်ပါ